မီးမငြိမ်းသေးတဲ့အတွက်မီးတက်တပ်ဖွဲ့163ဘွဲ့မီးတက်လေယာဉ်ပေါင်း12စီးတို့ဖြင့် Hello အားလုံးပဲမင်္ဂလာပါဒီ content ကကျွန်တော်ဗာဒီပြောပြတော့မလဲဆိုရင်ကျွန်တော်တို့ဒီ update ထပ်ဖြစ်တဲ့ဥစ္စာတွေပြီးတော့ share content 3ခုမှာကျွန်တော်တင်ထားတဲ့ချိန်မှာဒီ comment မှန်ထားတယ်နော်အဲ့ဒီဥစ္စာတွေကိုစိတ်ဝင်စားစရာကောင်းတဲ့ comment တွေကိုကျွန်တော်ပြပြမှာတုံ့ပြန်တော့ဖြစ်ပါတယ်အဲ့ဒါတွေကဘ ഹു တုဒရစရာကောင်းတဲ့အတွက်ကြောင့်မို့အားလုံးပဲအဆုံးထိကြည့်စုပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကဲကျွန်တော်တို့ဆက်လက်ကြရအောင်ဗာဒီလဲဆိုရင်ကျွန်တော်တို့ဒီလွန်ခဲ့တဲ့တပတ်နော်ဒီကျွန်တော်နေတဲ့ Telegram မြို့အနားမှာရှိတဲ့ဒီ Ramagan မှာrocket တစ်လုံးလာကြတယ်အဲ့ဒီမှာလူ2ယောက်ထပ်ပြီးမှတည်ဆုံးသွားတယ်ပြီးတော့ကျွန်တော်တို့ဒီနောက်ထပ်2ရက်အကြာမှာဒီ Israel နိုင်ငံဆိုတာကျွန်တော်တို့ဒီ site ပြည့်နိုင်ငံဖြစ်တဲ့အကြောင်းမို့ဒီမြို့ရဲ့အပြင်နည်းနည်းထွက်ပြီးဆိုတာနဲ့ကျွန်တော်တို့ဒီ site ခင်းတွေပဲရှိတယ်နော်အဲအကြောင်းမို့အဲ့ဒီ site ခင်းထဲမှာတော့ဒီလုံးနေတဲ့ဒီ Thai worker တယောက်ထိသွားဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့ဒီ hotel နေပဲညညပဲဘိုင်းမှာဆိုရင်ကျွန်တော်တို့ဒီဒေကန်ဒရာဖြစ်တယ်အဲ့ဒီတေကန်ဒါရမှာရှိတဲ့အာရဗ်ရွာမှာကျွန်တော်ဒီ rocket တစ်လုံးလာကြတယ်အဲ့ဒီအချိန်မှာကျွန်တော်တို့ဒီလူ30ကျော်တော့အမျိုး injury ဖြစ်သွားတယ်ဆိုတာသိရပါတယ်ဒီအရာတွေက update ဖြစ်ပါတယ်ကဲကျွန်တော်ဒီမှာထပ်ပြီးမှတောင်းပန်ချင်တာအဲ့ဒါဘာလဲဆိုရင်ကျွန်တော်ကဒီသတင်းကိုတော့ update ကိုချက်မတင်ဖြစ်နိုင်ဘူးအဲ့ဒါမျိုးရှိတယ်ဘာကြောင့်လဲဆိုရင်ကျွန်တော်ကအလုပ်တွေလုပ်ရတဲ့အတွက်ကြောင့်မို့ပြီးတော့ကျွန်တော်ရဲ့ channel ကလည်းကျွန်တော်ကဒီIsrael နိုင်ငံမှာရှိတဲ့ဒီတင်ဆရာမြင်ဆရာတွေဘ ഹു တုဒတွေကျွန်တော်မျှဝေဖို့ပြီးရင်ကျွန်တော်တို့ဒီကျန်းစာသမိုင်းရှိတဲ့ဥစ္စာတွေတော့ကျွန်တော်မျှဝေဖို့ဖွင့်ထားတာကြောင့်မို့လည်းဖြစ်တယ်ပြီးတော့ဒီကမ္ဘာပေါ်မှာတော့ဒီမျိုးစစ်ဖြစ်နေတဲ့ကာလမှာဆိုရင်တော့ကျွန်တော်တို့ဒီလူငယ်တွေမှာတော့ဒီအပျော်ဆုံးနိုင်ငံထဲမှာတော့ top ရှိရဲ့အဲမျိုးတွေတော့ဘာကြောင့်ဒီမျိုးဖြစ်နေလဲဆိုတော့ဘ ഹു တုဒတွေပြီးတော့ကျွန်တော်တို့ဒီကမ္ဘာပေါ်မှာကလေးတွေကိုပြုစုတဲ့နေရာမှာလည်းနံပါတ်1ချိတဲ့လူမျိုးတွေဖြစ်တဲ့အတွက်ကြောင့်ဒီမျိုးစိတ်ဝင်စားစရာတွေကျွန်တော်ကမျှဝေဖို့ဖွင့်ထားတဲ့ဥစ္စာဖြစ်တယ်အဲ့ဒါကိုကျွန်တော်ကဒီတည်နေတော့ခဏမတင်ဖြစ်နိုင်ဘူးဆိုတဲ့အကြောင်းကိုကျွန်တော်ဒီတောင်းပန်ရင်းနဲ့ဘ ഹു တို့ကပြောပြတယ်အဲ့မျိုးစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်ရဲ့ YouTube channel ကို subscribe လုပ်ထားပေးဖို့ကျွန်တော်တောင်းဆိုချင်ပါတယ်ကဲကျွန်တော်တို့ဒီစလိုက်ကြရအောင်ဘာလို့လဲဆိုရင်ဒီမှာဒီကောင်ကတည်င်းအမားတွေတင်နေတယ် Israel နိုင်ငံကတသက်လုံးအလင်ကောင်နေတဲ့မင်းမတီးရှောင်းမပြောနေတဲ့အမျိုးတွေနော်ပြီးရင်မင်းကောပါနာတယ်လို့လည်းအဲ့မျိုးတွေ comment တွေအများကြီးမှတ်တွေ့ရပါတယ်ဟုတ်ပါတယ်ကျွန်တော်က share content တွေ3ခုမှလည်းကျွန်တော်ကဒီအီရန်နဲ့ Israel ဘယ်မျိုးစစ်ဖြစ်လဲဆိုတဲ့အကြောင်းတွေတောင်ကျွန်တော်ကမပြောပြတာဘူး Israel နိုင်ငံရဲ့မြေပြင်အခြေအနေပဲကျွန်တော်တင်ဆက်ထားဖြစ်ပါတယ်ဘာကြောင့်တင်ဆက်ရလဲဆိုတဲ့အကြောင်းကိုခဏကြည့်လိုက်ရအောင်အစ္စရေးကတော့အရေးပေါ်ကြေညာချက်ထုတ်ပြန်လိုက်ပြီဖြစ်ပါတယ်တနိုင်ငံလုံးမီးမငြိမ်းသေးတဲ့အတွက်မီးတက်တပ်ဖွဲ့163ဘွဲ့မီးတက်လေယာဉ်ပေါင်း12စီးတို့ဖြင့်ငြိမ်းသက်ပါတော့လဲမီးကအရှိန်အဟုန်မြင့်စွာနဲ့ပိုမိုတောက်လောင်နေတာဖြစ်ပါတယ်ပြည်ပနိုင်ငံတွေအနေနဲ့အီတလီစပိန်ပြင်သစ်ယူကရိန်းရိုမေးနီးယားမြောက်မက်ဆီဒိုးနီးယားနှင့်ဆိုက်ပရပ်တို့မှမီးတက်လေယာဉ်များဖြင့်ကူညီပြီးတော့မီးငြိမ်းသက်ပေးနေတော့ညလည်းမီးဟာအရှိန်အဟုန်မြင့်စွာဖြင့်လောင်ကျွမ်းနေတာဖြစ်ပါတယ်လက်ရှိအချိန်ထိအစ္စရေးပြည်သူတွေအိုးအိမ်နေရစွန့်ခွာထွက်ပြေးနေရပြီးမေလ2ရက်နေ့အစ္စရေးနိုင်ငံရဲ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်အခုရရှိထားတဲ့သတင်းတွေကတော့တယ်ဗစ်မြို့ကိုအရေးပေါ်အခြေအနေကြေညာပြီးတဲ့နောက်အစ္စရေးပြည်သူတွေနေရစွန့်ခွာပြီးအခြားဒေသတွေကိုရှောင်ပြေးနေရတဲ့သတင်းတစ်ခုဖြစ်ပါတယ်ဒီမီးလောင်မှုဟာဂျေရုဆလင်နဲ့တယ်ဗစ်မြို့ရဲ့ဆက်သွယ်ထားတဲ့မိန်းလမ်းမကြီးတွေမှာလောင်နေတဲ့အတွက်ကြောင့်မို့လို့မိခိုးငွေတွေကိုမခံမရနိုင်အောင်ဖြစ်ပြီးအစ္စရေးပြည်သူတွေဟာငရဲကြောက်အောင်ခံစားနေရတယ်လို့ဆိုပါတယ်နိုင်ငံတကာအတွေ့အကြုံရှိတဲ့မိသက်သမားတွေကိုယ်တိုင်လာရောက်ကူညီငြိမ်းသက်ပေးပါတော့လဲမိဟာပို၍လောင်ကျွမ်းနေတယ်လို့ဆိုပါတယ်ဒီမိဟာနောက်3ရက်လောက်မှမငြိမ်းသက်ဘူးဆိုရင်တော့အစ္စရေးနိုင်ငံဟာကမ္ဘာမြေပုံပေါ်ကနေပျောက်သွားမယ်လို့တောင်ဆိုထားပါတယ်အစ္စရေးဝန်ကြီးချုပ်နေတန်ယာဟုဟာနိုင်ငံတကာကိုအကူအညီတောင်းခံနေတော့ညလဲလက်ရှိအချိန်မှာတော့ပြင်သစ်ယူကရိန်းခရိုအေးရှားစပိန်နယ်သာလန်နဲ့ဆိုက်ပရပ်စ်တို့ကလာရောက်ပြီးကူညီနေတယ်လို့ဆိုပါတယ်မေလ14ရက်နေ့မှာကြာရောက်မယ်အစ္စရေးနိုင်ငံရဲ့89ခုနှစ်မြောက်လွတ်လပ်ရေးနေ့ပျော်ပွဲရှင်ပွဲအခမ်းအနားကိုလည်းအပြီးအပြတ်ရွှေ့ဆိုင်းလိုက်တယ်လို့အစ္စရေးဝန်ကြီးချုပ်ကကြေညာလိုက်ပါတယ်ကဲ
ဒါကဘာလဲဆိုရင်လွန်ခဲ့တဲ့နေ့ကျွန်တော်တို့ဒီဂျေရုဆလမ်နားမှာဖြစ်တော့တဲ့အဖြစ်ဖြစ်ပါတယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီဂျေရုဆလမ်နားမှာရှိတဲ့ဖောင်းမှာမီးလောင်တာဖြစ်ပါတယ်အဲ့ဒီချိန်မှာဒီမျိုးအားရပါရပြောရတာမိတ်ဆွေတို့နားထောင်လိုက်ရဖြစ်ပါတယ်ကျွန်တော်တို့ဒီဂျေရုဆလမ်ကတမျိုးလုံးပြကြပြီးဒီနိုင်ငံတကာကအကူအညီတောင်လိုနေပြီဆိုတဲ့ဥစ္စာတွေတော့သူကအဲမျိုးဒီတင်ထားတဲ့အမားတွေလွန်ထားဖြစ်ပါတယ်အဲ့ဒီချိန်မှာမနစ်တုန်းလဲကျွန်တော်တုံးချင်းနေဒီဟာတွေကျွန်တော်လာပူတယ်ဒီမျိုးဖြစ်နေဆိုဟုတ်လားဆိုစစ်ပြောဖြစ်ရလာလဲအမျိုးတွေနော်လာမဲကြတယ်ကျွန်တော်တို့အဲ့ဆေးပါအဲ့ဒါဒီခဏပဲနည်းနည်းပဲလောင်နေခဏဆိုတာကျွန်တော်တို့ငင်းတက်လိုက်ပြီးအမျိုးတွေနော်ပြန်ပြီးမှဖြည့်ရှင်းလိုက်ရတယ်အဲ့ဒါတွေနော်ဒီကျွန်တော်တို့ကမဖြည့်ရှင်းပဲနေနေတယ်ဒါပေမဲ့တစ်နေ့ထက်နော်ပိုဆိုးလာတယ်အဲအကြောင်းမို့ဒီမျိုးကျွန်တော်က content နဲ့လုပ်နေတဲ့လူကဖြစ်တဲ့အတွက်ကြောင့်မို့ကျွန်တော်ကဒီအကြောင်းတွေကိုကျွန်တော်ကဝင်ပါတာဖြစ်ပါတယ်ပြီးရင်ကျွန်တော်တို့မြန်မာနိုင်ငံသားတွေဆိုရင်ဒီမှာလည်းအများကြီးနေထိုင်နေတာနော်အဲ့ဒီစာတွေတော့နော်ကျွန်တော်ကကိုစားပြုမြေပြန်အချင်းတွေပဲကျွန်တော်ကပြောပြထားခြင်းဖြစ်ပါတယ်ကဲကျွန်တော်တို့ဒီမှာလည်းကြည့်လိုက်အောင်ဒီမှာစစ်ကာလမှာလည်းဒီမျိုးလည်းစားတော့ဆိုင်ဒီမှာနော်လူတွေဘယ်လောက်ပြည့်ကျက်နေဆိုလဲကြည့်ရမှာဒီကကျွန်တော်ဒီလွန်ခဲ့တဲ့တောက်ကြညမှာပဲကျွန်တော်ရဲ့ဆိုင်ကာနာပြန်လာတဲ့ချိန်မှာရိုက်ထားဖြစ်ပါတယ်ကြည့်အဲမျိုးတွေပြီးရင်ဒီမှာအဲ့ဒီဥစ္စာကကျွန်တော်တို့ဒီစန်ချာဒီ Israel နိုင်ငံရဲ့စန်ချာမှာရှိတဲ့ mall ဖြစ်ပါတယ်အဲ့ဒါကိုကျွန်တော်တို့ဒီ Israel mall လို့ခေါ်ပါတယ်အဲ့ဒါကျွန်တော်တို့နာမည်အရင်ကြီးတယ် online ဒီမှာဆိုရင်ခဏစစ်ပြီးဆိုရင်အဲ့ဒါပြကြပြီလို့အဲ့ဒီလုပ်ပြီးမှတင်ထားတဲ့နေရာဖြစ်ပါတယ်ဘယ်မှာလဲမပြကြဘူးเนาะအဲ့မျိုးတွေလဲကျွန်တော်က Telegram မှာနေတယ်ဆိုတော့ဆိုလာအချိန်ချင်းပြောတာဒါပေမဲ့ဒီတခြားနိုင်ငံမှာတခြားနေရာမှာနေပြီးမှလိန်နေပါညာတွေနဲ့နော်ပြောနေကြအဲ့မျိုးတွေမင်းလားအများကြီးရှိတယ်မိတ်ဆွေတို့စိတ်ဝင်စားတယ်ဆိုတော့ share content တွေမှာတောင်းကြည့်လို့ရတယ်ကျွန်တော်ဘာသာရဲ့အကြောင်းတွေဘာမှမပြောကြဘူးဒီမြေပြင်အခြေအနေအကြောင်းတွေပဲပြောပြတာဒီကကျွန်တော်လိန်နေတာမလိန်လဲဘူးလားဆိုရင်မိတ်ဆွေဆုံးဖြတ်လို့ရပါပြီဖြစ်ပါတယ်ဒီကကျွန်တော်ရဲ့တက်တွေဖြစ်ပါတယ်ကဲကျွန်တော်တို့တွေနောက်ဘာတွေမှန်းထားလဲဆိုရင်အီရှဲနိုင်ငံပြချပါစေအမေရိကပြချပါစေပြီးရင်ခေရန်တွေဂျိုးဖင်ကိုရက်နေကြတယ်ဒီမျိုးတွေနော်ကမန်တွေဒီမှာနည်းနည်းရှင်းပြမယ်ဘာကြောင့်ဒီအမေရိကနဲ့အီရှဲကအီရန်ကိုတောက်တက်ခိုက်ရလဲဆိုတာအကြောင်းကိုရှင်းပြမှာနော်ကျွန်တော်တို့အားလုံးကတည်ပြီးသားဖြစ်ပါတယ်ဒါပေမဲ့လည်းကျွန်တော်တို့ဒီမျိုးမှန်းထားတဲ့ကြောင့်မို့နောက်ထပ်ကျွန်တော်ရှင်းပြဖြစ်ပါတယ်ဘာကြောင့်တောက်တက်ခိုက်ရလဲဆိုရင်ကျွန်တော်တို့ဒီအီရန်ကဒီပါလီမန်မှာကိုယ်တိုင်တော့ dead to အမေရိက dead to အီရှဲဆိုပြီးမှអော်နေတယ်ပြီးတော့ကျွန်တော်တို့ဒီစာဒန်အကြီးကအမေရိကစာဒန်အကြီးကအီရှဲဆိုပြီးမှဘာသာရေးနဲ့လည်းကျွန်တော်တို့တိုက်ခိုက်နေဖြစ်တယ်အဲအကြောင်းမို့ဒီချိန်မှာအီရှဲနဲ့ဒီ USA action လုပ်ရခြင်းဖြစ်ပါတယ် action လုပ်ရတဲ့အကြောင်းရင်းလေးဒီကျွန်တော်တို့ဒီရှိတယ်ဘာကြောင့်လဲဆိုရင်အီရန်ကပြည်သူပြည်သားတွေကိုယ်တိုင်တောင်းဆိုနေတယ်ဘာကြောင့်လဲသူ့ရဲ့အစိုးရကိုယ်တိုင်တို့ကိုနှိမ့်ဆက်ညှဉ်းပန်းနေတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီမျိုးတွားတိုက်ခိုက်ရတဲ့ဖြစ်ချင်းဖြစ်ပါတယ်လွန်ခဲ့တဲ့ဒီနေ့ရက်3ရက်အတော့တွင်းမှာပဲဘာတွေဖြစ်သွားလဲဆိုတော့ကြည့်ကြပါကျွန်တော်တို့ဒီနိုင်ငံကိုစားပြုအကစားသမားတော့အဲ့ဒါကိုလိုအများကြီးရှင်းမှာဒီစင်ရင်လိုက်တယ်ဆိုတော့လည်းမိတ်ဆွေတို့ကြားသိရမှာပါတူတုံငချင်းတွေနဲ့တော့အတူတူအဲ့မျိုးပဲအဲ့မျိုးတွေဖြစ်နေတဲ့အကြောင်းမို့ကျွန်တော်တို့ဒီတွားတိုက်ခိုက်တဲ့ချိန်မှာအပျော်ဆုံးကတူတွေလဲအီရန်တွေဖြစ်ပါတယ်အီရန်ပြည်သူတွေဖြစ်ပါတယ်အဲဒါကြောင့်မို့ thank you America thank you Israel အဲမျိုးတွေနော်ကျေးဇူးတင်ကြတယ်ပြီးရင်ကျွန်တော်တို့ဒီ thank you Donald Trump thank you BB ဆိုပြီးမှနော်အဲမျိုးတွေကျွန်တော်တို့ဒီ Israel နိုင်ငံမှာနေထိုင်နေတဲ့လူတွေကမပြောဘူး။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အလုပ်တွေနားရတယ်ပြီးရင်ကျွန်တော်တို့အေးရဲတွေပြရတယ်အမျိုးတွေတော့မပြောကြဘူးနော်အမျိုးတွေခဏဘုံကိုချင်းနဲ့တွားရတယ်အမျိုးတွေနော်တကယ်ပြောတာကကျွန်တော်တို့ဒီရင်ကပြည်သူပြည်သားတွေအဲ့ဒါတွေကကျွန်တော်တို့ဒီ comment ကိုဖြည့်ရှင်းခြင်းဖြစ်ပါတယ်။ကဲနောက်တစ်ခုထပ်သွားမယ်အဲ့ဒါဘာလဲဆိုရင်ကျွန်တော်တို့ဒီ Iron Dome ကအရန်ကောင်းတယ်ဆိုတာသူပြောချင်တာကဒီ Iron Dome ကမကောင်းဘူးပေါ့နော်ဒီမှာကျွန်တော်ထပ်ပြီးမှရှင်းပြပါမယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်ရှင်းနှစ်ကာလနေလာတဲ့ချိန်မှာဒီ Iron Dome ရဲ့ system ကိုနော် defending system ကို rating ပေးရမှာဆိုရင်98%လောက်ပဲချင်ပါတယ်။ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီကလေးဘွားမှာနော်ကြည့်ခဲ့တဲ့ဒီ action ဇာကာတိတ်ပံကားတွေလိုမျိုးပဲတကက်မြေပြင်မှာအမျိုးတွေ့မြင်ရတာ။တို့ဒီပြစ်လိုက်တဲ့ rocket တွေကိုနော်ဒီကနဲ့ပြန်ပြစ်လွတ်လိုက်ပြီးမှဒီမျိုး fight နေရလုံးဝခေါင်းကင်ရမှာပဲနော်တုံကွဲသွားတဲ့အမျိုးတွေနော်
ဘာကြောင့်လဲဆိုရင်ကျွန်တော်တို့ဒီဟာမတ်နဲ့ဖြစ်တဲ့ချိန်လီဘရွန်ကဟစ်ဘူလာတို့ပြီးရင်ကျွန်တော်တို့ရာမန်ကတီဟူတပုံလို့ ਨੇ ဖြစ်တဲ့ချိန်မှာဆိုရင်ကျွန်တော်ကိုယ်တိုင်လည်းပြီးရင်ကျွန်တော်တုံငယ်ချင်းတွေလည်းဖြစ်ဖြစ်ဆိုတာနဲ့ခေါင်းမို့ပေါ်တက်ပြီးဝေဒီတွားရိုက်ဒီ Iron Dome System နဲ့ကျွန်တော်တို့ဒီခေါင်းတင်ရမှာဟိုမှာလာတဲ့ကြောက်ကတ်တွေကိုတော့အမြင်မှကျွန်တော်တို့ဒီ defending လုပ်နေတဲ့မြင်ကွင်းတွေကိုကျွန်တော်တို့ကအများကြီးရိုက်ခဲ့တယ်အချိန်ချင်းလုပ်ခဲ့ရင်တော့ဒါမဲ့ဒီအီရန်နဲ့ဖြစ်တဲ့ချိန်မှာကျွန်တော်ရှက် content တွေမှာလည်းပြောပြထားမတိဘူးလို့လည်းကျွန်တော်မငင်းထားဘူးထိတယ်အဲ့ဒါကြောင့်မို့ rating က100ရာခိုင်နှုန်းမှာ90ရာခိုင်နှုန်းလောက်ပဲချင်ပါတယ်အဲ့ဒါကကျွန်တော်တို့ဒီနည်းနည်းထိတဲ့အကြောင်းမို့အဲ့မျိုးတွေပြောပြထားတော့ပြီးရင်ကျွန်တော်တို့နောက်ထပ်ပြောပြမယ်အဲ့ဒီထိတဲ့အချိန်မှာဆိုရင်တော့ကျွန်တော်တို့ဒီ2000နောက်ပိုင်းတည်ဆောက်ခဲ့တဲ့အဆောင်အုပ်တွေဆိုမှာဆိုရင်ကျွန်တော်တို့ဒီရော့ကအမတ်ကတရှိတယ်အဲ့ဒါကြောင့်မို့လာထိခိုက်တဲ့အချိန်မှာဆိုတဲ့ဒီအပြည့်စီအရနေတယ်ဒီမှာကြည့်ကြိုက်ဒီဟာကကျွန်တော်ရဲ့တုံငယ်ချင်းရဲ့ဒီတိုက်မှာတော့လာထိတာကြည့်နည်းနည်းပဲပွင့်ပက်သွားတယ်အဲ့ဒီမှာပျက်စီးတယ်ဆိုတာဘယ်မျိုးမှပျက်စီးလဲဆိုရင်ကျွန်တော်တို့ဒီအင်းအဟောင်းတွေရှက်ခိကတော်တော်ကြားတဲ့အင်းအဟောင်းတွေမှာလာထိတဲ့အချိန်မှာဆိုရင်ကျွန်တော်တို့ပျက်စီးတာအဲ့ဒါတွေကရှိတယ်အဲ့ဒါတော့ကျွန်တော်တို့တွေတကယ်ကျွန်တော်မငင်းဘူးအမှန်တရားပဲအခုချိန်လေးကြည့်အေးစေပဲအမှန်တရားပဲပြောပြနေမြေပြင်အချင်းလုံးတော့အဲ့ဒါကြောင့်ကျွန်တော်ကလုပ်တဲ့ contact တွေလည်းမြေပြင်အချင်းအကြောင်းပဲပုံမှန်လည်းပဲတင်ဆက်ထားတော့အမျိုးတွေတော့ဘာတာရဲ့အကြောင်းဒီဘာညာတွေတော့မပြောထားဘူးအမျိုးတွေဒါပေမဲ့ဒီမျိုးတွေ hater တွေတော့အမျိုးတွေပြောကြတယ်ပြီးရင်မိတ်ဆွေစဉ်းစားကြည့် Iron Dome မကောင်းဘူးစီဘယ်လိုဖြစ်ပြမလဲဆိုတော့မိတ်ဆွေတစ်ချက်စဉ်းစားကြည့်အဲ့ဒါပါလဲဆိုရင်ကျွန်တော်တို့ရဲ့ဟာမတ်နဲ့ပြတဲ့ချိန်မှာဆိုရင်တမနက်ထဲမှာပဲတပြိုင်နဲ့မှာပဲ9000ကျော်ပြီးရင်လီဘနွန်တီဟိုအခုအီရန်ကြည့်ခဏပြတဲ့ချိန်မှာကျွန်တော်တို့ဒီတစ်ခါတည်းမှာဆိုရင်100ရာခိုင်နှုန်းလောက်ကာကွယ်လိုက်နိုင်တယ်တစ်ခါတည်းမှာတလုံးနှလုံးထိတယ်အမျိုးထိတဲ့ချိန်မှာအေးလူတွေထိခိုက်တာဘာညာတယ်အမျိုးပဲတော့တဲ့ချိန်မှာဆိုရင်တော့ကြည့်လိုက်လူကထိခိုက်မှုအရင်နေရဆိုတာမစ်ဆိုစဉ်းစားကြည့်ဘယ်လောက်ထိကောင်းလဲဆိုတာညအတိုင်းနေ့တိုင်းပြည့်နေကြပဲကျွန်တော်ပြောပြမယ်အခုကျွန်တော်တို့တွေအီရန်နဲ့စစ်ဖြစ်လာတယ်ဆိုရင်ဒီနေ့ကဒီတော်တော်လေးကိုငင်းချမ်းတဲ့နေ့ဖြစ်နေတယ်ဘာကြောင့်လဲဆိုရင်ဒီမိနစ်တော့12နာရီ5မိနစ်မှာကလစတာဘုံနဲ့ပြီးတာအခုကျွန်တော်လည်းရိုက်ထားဒီမှာဒီမြင်ကွင်းကနောက်ဆုံးမြင်ကွင်းဖြစ်ပါတယ်အခုချိန်ထိငြိမ်သက်နေတော့ဘာမှစိတ်မဝင်လာဘူးပြီးရင်တစ်ခါမှပုံကိုချင်းမတွားရတယ်ဘူးခါတိုင်းနေ့မှာဆိုရင်ကျွန်တော်တို့ဒီပုံကိုချင်းကိုခဏတွားနိုင်ရအောင်တော့အမျိုးရှိတယ်ပြီးရင်ကျွန်တော်တို့အခုဒူလို့ကြားနေရတယ်ကျွန်တော်တို့ဒီ Trump တို့နဲ့တော့ဒီစပွဲပေါ်မှာဖြည့်ရှင်းဖို့စီစဉ်နေတယ်ဘာကြောင့်လဲအမျိုးတွေတည်င်းတွေဒူလို့ထွက်နေတယ်တော့အမျိုးရှိတယ်အဲ့ဒါတွေကကျွန်တော်တို့တည်င်းကောင်းနေပါတော့အမျိုးရှိတယ်ပြီးရင်သူကဘာတွေထပ်မှန်ထားလဲဆိုသူကမဆတ်ဖက်တဲ့ကတည်င်းတမဟန်ဆောင်နေတာဟာအမျိုးနဲ့ကြိတ်လို့တင်ပါတယ်တကက်ဂုံယူရှာပဲဒါပေမဲ့ကျွန်တော်ကမြန်မာနိုင်ငံကလာရောက်နေထိုင်တဲ့မြန်မာနိုင်ငံသားပါကျွန်တော်ကမဆတ်မဟုတ်ပါဘူးဘာကြောင့်လဲဆိုရင်မဆတ်တို့ကဒီမျိုး content ဒီမျိုးတင်ဆက်နေမှာမဟုတ်ဘူးလုံးဆရာရှိတဲ့ဥစ္စာတွေကတော့တိတ်တဆိတ်လုပ်နေမှာပါဒါတွေကဘာကြောင့်လဲဆိုရင်ကျွန်တော်တို့အကြံပေးချင်တာပါလဲဆိုရင်မဆတ်ရဲ့ရန်ကနဲ့ကင်းမလို့ချင်တယ်ဆိုရင်မိတ်ဆွေကဒီဖုန်းဒီမကင်နဲ့ဘာကိပက်ပဲဟိုမကင်နဲ့ဘာကြောင့်လဲဆိုကျွန်တော်တို့လီဘနွန်မှာတော့မနစ်တုံးဖြစ်သွားတာအဖြစ်ကိုကြည့်ဘယ်လိုမျိုးတုတ်တင်လိုက်လဲဆိုတာအဲ့ဒါတော့ modern phone မဟုတ်ဘူးကျွန်တော်တို့ကိပက်နဲ့ကျွန်တော်တို့ဒီမျိုးတုတ်တင်လိုက်တာလောက်ကြံလိုက်တယ်ဆိုတာသိရမှာဘယ်လောက်ကြီး issue နိုင်ငံရဲ့နီးစနစ်တွေကောင်းတယ်ဆိုတာကျွန်တော်နီးပညာတွေကောင်းတယ်ဆိုတာမျိုးစဉ်းစားကြည့်တော့ပြီးရင်ဒီနေ့လက်ကြည့်ဒီအီရန်နဲ့ဖြစ်တဲ့အချိန်မှာဗမျိုးဒီတည်င်းအချက်လက်တွေရယူခဲ့တယ်ဆိုတာလည်းကြည့် issue နိုင်ငံကျွန်တော်တို့ဒီ intelligent တို့ကျွန်တော်တို့ဒီ chip တို့ဘာတို့ညာတို့တော့အားလုံးပဲ issue နိုင်ငံဂျူး issue လိုမျိုးတော့ဂျူးလိုမျိုးတွေပဲထိန်းချုပ်ထားတယ်အဲအကြောင်းမို့ကဲလို့ချင်းနေဆိုရင်လုံးဝဒီမျိုးဖုန်းတွေမကင်ပဲနဲ့အေးဆဲကိုတယောက်ပဲနေအခုအချိန်မှာမိတ်ဆွေကအန်တီမရှိဘူးဆိုတော့တို့အတွက်မိတ်ဆွေကဘာရန်အန်တီပြုတ်နိုင်မဲ့လို့မဟုတ်တဲ့အကြောင်းမို့လို့ထထမ်းပြပါနဲ့အန်တီပြုတ်နိုင်မဲ့လို့ဆိုရင်မိတ်ဆွေတတိတာထားတော့လာပြီအခုကြည့်လိုက်ကျွန်တော်တို့ဒီအီရန်နဲ့အခုဖြစ်နေတဲ့အချိန်မှာဆိုရင်ခဏအီဂျွဲတွေနော်ဘယ်မျိုးဒီတောင်းဆောင်တယောက်ပြတယောက်တုတ်တင်နေလို့ဆိုတာလဲမိတ်ဆွေတို့ကြားကြည့်ရမှာပါဒီကကျွန်တော်တို့ရဲ့မဆက်ရဲ့ကောင်းမှုကြောင့်တော့ပြီးရင်နောက်ထပ်တစ်ခုကျွန်တော်
ဘိုးတို့ကအနေနဲ့ပြောပြမယ်ကျွန်တော်တို့ဒီလေချောင်းနဲ့တိုက်ခိုက်တဲ့ဥစ္စာလဲကျွန်တော်တို့ဒီအီဂျစ်နိုင်ငံကနံပါတ်1ဖြစ်ပါတယ်အားကကျွန်တော်တို့ဒီတက်တယ်ပြလို့ရပါတယ်ကျွန်တော်တို့ဒီအီရန်နဲ့ဒီအမေရိကအီရှက်စစ်ဖြစ်တဲ့ချိန်မှာဆိုရင်ကျွန်တော်တို့ဒီပထမနေ့မှာဆိုရင်အီဂျစ်နိုင်ငံကလေရင်က200ကျော်တော့တွားတယ်အဲ့ဒီချိန်မှာအီရန်ကလေချောင်းကောက်ွယ်စနစ်တော်မပြည့်စည်ဘူးဒါပေမဲ့လည်းအီရှက်နိုင်ငံရဲ့တစ်ခုမှတော့ပစ္စည်းတယ်ဆိုတာမကြားရဘူးနော်အဲမျိုးတွေနော်ဘယ်လောက်ထိတူတူကတော့ကြလဲဆိုရင်ပြီးရင်ကျွန်တော်တို့ဒီမှာကြည့်အမေရိကဥစ္စာဆိုရင်ကျွန်တော်တို့ဒီပြစ်ကြတယ်ဆိုတာကြားရမှာကိုဗစ်မှာဖြစ်တယ်ပြီးရင်ကျွန်တော်တို့ရေ CP ရင်းနဲ့ပြစ်ကြတယ်ဆိုတာလေပြီးအခုတည်င်းတက်လာတဲ့နေရာမှာဆိုရင်ကျွန်တော်တို့ဒီ16ဂျီလောက်ပြစ်ကြပြီဆိုတာတည်င်းတော့တွေ့ရတော့အဲမျိုးတွေဒါပေမဲ့ Asian နိုင်ငံဆိုတာတလုံးမှဘာမှမဖြစ်ဘူးဆိုတာမိတ်ဆွေတို့အော်ဆရာမကောင်းဘူးလားဘယ်လောက်ထိကောင်းလဲဆိုတာဒါတွေကဘ ਹੁ တို့တာနော်ကဲကျွန်တော်နောက်လာမယ့် content မှာကျွန်တော်ပါဒီတင်ဆက်တော့မလဲဆိုရင်ပိုးရံအကြောင်းကိုတင်ဆက်တော့ဖြစ်ပါတယ်အဲ့ဒီပိုးရံအကြောင်းကိုကျွန်တော်က share ပထမအဆုံး content မှာကျွန်တော်ကနည်းနည်းပြောပြထားတာဒါပေမဲ့ကျွန်တော် description မှာအပြည့်စုံရေးလိုက်မယ်လို့ကျွန်တော်ကပြောခဲ့တယ်ဒါပေမဲ့မရေးမိလိုက်ဘူးအဲအကြောင်းမို့နောက်လာမယ့် content မှာကျွန်တော်တင်ဆက်တော့မယ်ဘာကြောင့်လဲဆိုရင်အဲ့ဒီကိုစိတ်ဝင်စားစရာကောင်းတယ်ဒီအီရန်နဲ့စစ်ဖြစ်တဲ့ဒီအခုဖြစ်နေတဲ့တမိုင်းရပြီးရင် share ကတကယ်ဖြစ်လာခဲ့တဲ့ဒီ Easter တမိုင်းတော့အဲ့ဒါတွေကကျွန်တော်တို့ဒီဆက်ဆက်မှုရှိတဲ့အတွက်ကြောင့်မို့ကျွန်တော်စိတ်ဝင်စားစရာတော့ဒီဆက်ပဲမယ်အဲအကြောင်းမို့အဲ့ဒါဒီစိတ်ဝင်စားတဲ့ဆိုရင် subscribe လုပ်ထားပြီးမှစောင့်မျှော်ပေးဖို့တောင်းဆိုချင်ပါတယ်ပြီးတော့မိတ်ဆွေတို့တည်ချင်တဲ့အကြောင်းအရာတွေရှိခဲ့တယ်ဆိုရင် Israel နိုင်ငံမှာဘာတွေတည်ချင်လဲဆိုတဲ့အကြောင်းအရာကိုဒီရှိခဲ့ရင်ကျွန်တော်ကိုလွတ်လွတ်လပ်လပ်နော် comment ထဲမှာမေးမြန်းနိုင်တယ်ဆိုတဲ့အကြောင်းကိုသတင်းကောင်းပါရင်နဲ့အားလုံးကိုနှုတ်ခွန်းဆက်တက်လိုက်ပါတယ်